လူတွေသိမတိကြသေးတဲ့မှုတွေရဲ့အကြောင်းတချီတယ်လို့ပြောလိုက်ရင်အများစုကအပင်နဲ့တရိษံဒီကိုသာပြင်းမြင်တတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ခြေဖွားအောင်တစ်ပင်အခောက်တီကြားနဲ့လေထုထဲမှာတောင်ပြန့်နှံ့တည်ရှိနေတဲ့အပင်လည်းမဟုတ်တရိษံလည်းမဟုတ်တဲ့ဒီချာတက်ချီအင်ပါယာတစ်ခုရှိနေပါတယ်အဲ့ဒါကမှုတွေရဲ့အင်ပါယာအကြောင်းပဲဖြစ်ပါတယ်သူတို့ကလူတိနေပြီးနှိမ်ချစွာတည်ရှိနေကြပေမဲ့လည်းကဘာဂေဟစနစ်အတွက်အရေးပါလွန်တဲ့မှုတွေရဲ့ဖြစ်တည်မှုတွေသူတို့ရဲ့အံ့ဩဖွယ်ဇီဝဖြစ်စဉ်တွေနဲ့ကဘာကြီးကိုအကျိုးပြုနေပုံတွေကိုလေ့လာမိတလောက်မျှဝေပေးပါမယ်ဟိုးရရင်တုံးကတော့ပညာရှင်များစုကမှုတွေကိုအပင်တွေရဲ့အုပ်စုဝင်တွေအဖြစ်သတ်မှတ်ခဲ့ကြပြီးမှသိပ္ပံနည်းကျလေ့လာတွေ့ရှိချက်များအရမှုတွေကအပင်တွေနဲ့လုံးဝမတူပဲပစ်ပင်တွေနဲ့တတ္တဝါတွေရဲ့ကြားအခြေအနေမှာတည်ရှိနေကြတဲ့သက်ရှိတွေဖြစ်တယ်လို့ရှာဖွေတွေ့ရှိခဲ့ကြပါတယ်အပင်တွေကအလင်းမီအစာချက်ချင်း photosynthesis နီလာနဲ့အစာချက်လို့ကြတော့လဲမှုတွေကတော့အဲ့လိုမဟုတ်ပါဘူးသူတို့ကပတ်ဝန်းကျင်ရှိ organic ရပ်ပေါင်းများကိုစုပ်ယူစားသုံးကြပြီး decomposing ဖြစ်စဉ်ဖြင့်ကမ္ဘာမြေစီလွှားကိုထိမ့်သိမ်းပေးကြပါတယ်ဒါအပြင်သူတို့၏ဆဲလ်နံညံကိုအပင်ဒီလို cellulose နဲ့ဖွဲ့စည်းထားတာမဟုတ်ပဲပွတ်စုံကနန်းတို့၏အခွန်မာများတွင်တွေ့ရသောချိုင်တန်ထတ်နဲ့ဖွဲ့စည်းထားကြောင်းလေ့လာတွေ့ရှိခဲ့ကြပါတယ်ဒီအချက်ကမှုတွေဟာတစ်ပင်တွေထက်စာရင်တတ္တဝါတွေနဲ့ပိုမိုနီးစပ်မှုကိုတသက်ပြနေတယ်ထူးခြားသည့်ဇီဝလက္ခဏာများကြောင့်သိပ္ပံပညာရှင်များကမှုများကိုအပင်လောက Kingdom of Plantae နဲ့တိရစ္ဆာန်လောက Kingdom Animalia ကိုမှခွဲထုတ်ကာ Kingdom Fungi ဆိုပြီးတီးခြား Empire တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ကျွန်တော်တို့ပဝင်းကျင်မှာဈေးထဲမှာနေ့စဉ်မြင်တွေ့နေရတဲ့မိုးပွင့်များဟာမိုးတပင်လုံးရဲ့အစိတ်ပိုင်းအနှဲငယ်များသာဖြစ်ပါတယ်မိုးရဲ့အသိဆိုင်ကမြေကြီးအောက်တစ်ငုံများထဲမှာဖြန့်ကျက်တည်ရှိနေတဲ့ mycelium လို့ခေါ်တဲ့အလွန်သေးငယ်သောအမြင်ကွန်ရက်ကြီးဖြစ်ပါတယ်။အဲ့ဒီ mycelium ကွန်ရက်ကြီးကတစ်ပင်တွေရဲ့မြစ်တွေနဲ့ချိတ်ဆက်က mycorrhizal network လို့ခေါ်တဲ့မြေအောက် internet line ကြီးတစ်ဝဲဖွဲ့စည်းထားတာပါ။ဒီကွန်ရက်ကြီးကသဖြင့်တစ်ပင်တွေအချင်းချင်းရေအာဟာရနဲ့တရင်အချက်လက်များကိုပဲမျှဝေဖလှယ်နိုင်ကြပါတယ်။ဥပမာအားဖြင့် insect ပိုးမွားများတိုက်ခိုက်ခံရသောတစ်ပင်တစ်ပင်ဒီဤကွန်ရက်မှသဖြင့်အနီးအနားရှိအခြားတစ်ပင်များထံသို့ဓာတုအချက်ပြမှုများပေးဖို့ကကြိုတင်ကာကွယ်ပြင်ဆင်ဖို့အသိပေးနိုင်ပါတယ်။မိုးများသည့်ကမ္ဘာဂေဟစနစ်ကိုဟန်ချက်ညီစီရန်မရှိမဖြစ်လိုအပ်သောတက်ရှိတွေဖြစ်ကြပါပြီ။သူတို့ကိုတဘာဝ၏အမိုက်သိမ်းသမားများလို့လည်းတင်စားကြသေးတယ်။မိုးတွေကတက်ရှိတို့၏စွန့်ပစ်ပစ္စည်းတွေတရွက်ကျွေတွေတစ်ပြင့်အသေးတွေနဲ့တက်ရှိအသေးကောင်များကိုဆွေးမိစေပြီးမြေစီလွှာအတွက်မရှိမဖြစ်လိုအပ်သော nitrogen, phosphorus တို့လိုအာဟာရဓာတ်များအဖြစ်သို့ပြန်လဲပြောင်းလဲပြီးပါတယ်။မိုးရီသာမရှိရင်ကျွန်တော်တို့ကဘာမြေကြီးကအသေးကောင်တွေရဲ့အလောင်းတွေတစ်ပင်အသေးတွေတရွက်ချောက်တွေနဲ့လည်းပြည်နတ်နေမှာဖြစ်ပါတယ်။နေကုန်းချုပ်ရရင်မိုးတွေကကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့နေရာများတွေကနေကဘာမြေဤဇီဝဖြစ်စဉ်များတို့တိတ်တဆိတ်ထိန်းချောင်းပေးနေသောရေးပါသည့်တက်ရှိအုပ်စုဖြစ်ပါတယ်။သူတို့ရဲ့လျှို့ဝှက်စမ်းချေမှုများဂေဟစနစ်အပေါ်အကျိုးပြုမှုများနဲ့အံ့ဩဖွယ်စွမ်းရည်များသည့်တဘာဝတရားဤရှုပ်ထွေးအံ့ဩဖွယ်ကောင်းပုံကိုမိမောင်းထိုးပြနေပါသည်။နောက်အချိန်ကိုပတ်ဝန်းကျင်မှာမိုးတပွင့်ကိုတွေ့ရင်သူရဲ့မြေအောက်မှာကျယ်ပြန့်စွာတည်ရှိနေသောကွန်ရက်ကြီးတစ်ခုရဲ့ fruit body သားဖြစ်ကြောင်းအမှတ်ရလိုက်ပါ